အင်္ဂလိပ်စာလည်းလေ့လာချင်တယ်ဒါပေမဲ့ကိုကအကြောင်းပြအောင်မတက်လိုက်ဘူးဂျားထဲမှာအကြောင်းပေါ့နော်အဲ့လိုမျိုးစာလေ့လာနဲ့ဝေးပွားနေတဲ့သူတွေတော့ပေါ့နော်ဒီဗီဒီယိုမှာကိုကပြန်ပြီးတော့မှ language တစ်ခုကိုလေ့လာမယ်ဆိုရင်လိုအပ်မယ့်အရာတွေအကုန်လုံးကိုအပြည့်စုံတစ်ခါလေးပြောပြပေးသွားမှာပေါ့နော်ပထမဆုံးတစ်ချက်အနေနဲ့ကကြတော့ကျွန်တော်လိုအပ်တာကကြတော့ specific goal ပေါ့နော်ကိုက realistic ဖြစ်တဲ့ goal တစ်ခုကိုချရမယ်အဲ့ကဘာလဲဆိုတော့ကိုကဒီဘယ်နှလအတွင်းပေါ့နော်3လဆို3လ4လအတွင်းမှာကိုယ့်ရဲ့တစ်ခုတည်းသောအရာပဲအရာကိုပြင်ချင်လဲပေါ့နော် speaking ပို့ပြီးတော့မှကျွမ်းကျင်ကျင်ပြောတတ်ချင်တာလားဒါမှမဟုတ်ကိုယ့်ရဲ့ grammar ကို improve လုပ်ချင်တာလားဒီလိုပုံစံမျိုးပေါ့နော် one realistic goal တစ်ခုချပေါ့နော်အရင်ဆုံးအနေနဲ့ပြီးသွားရင်ဆိုရင်ကျွန်တော်နောက်ထပ်တစ်ချက်ကကြတော့ consistency matter ပေါ့နော်အင်္ဂလိပ်စာလေ့လာတဲ့အချိန်မှာဆို consistency ကအရင်အရေးကြီးတယ်ကိုတနေ့တည်းမှာပဲတစ်နာရီနှစ်နာရီအဲ့လိုမျိုးလုပ်လိုက်တာမဟုတ်ဘဲနဲ့ကိုကဒီနေ့တိုင်းပေါ့နော်မိနစ်30အနေနဲ့အချိန်ပေးပြီးတော့မှမှန်မှန်ကန်ကန်ပေါ့နော်ရက်တိုင်းလုပ်သွားမယ်ဆိုရင်ကိုယ့်ရဲ့ English level က improve ဖြစ်ဖို့အရင်လွယ်တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကျတော့ကိုကအခုမှစလေ့လာမှာဆိုရင်ကိုယ့်အတွက်တချို့စလုံးတွေကမရင်းကြီးတော့တာအဓိပ္ပာယ်မေးနေရမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီ application လေးပေါ့နော် dictionary application လေးမှာကိုကသွားပြီးတော့မှမသိတဲ့စလုံးတွေသွားကြည့်လို့မှရတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကျတော့ကိုကအခုမှပြန်လေ့လာမှာဆိုရင်ဘယ် channel တွေမှာသွားလေ့လာမလဲဆိုတော့အရင်ခေါင်းရှုပ်မခံနဲ့ကျွန်တော်အခုပြောပြပေးမယ်အဲ့တော့ကိုကအခုမှပြန်ပြီးတော့အင်္ဂလိပ်စာလေ့လာမယ်သူဆိုရင်ပထမဆုံးကြည့်စီခြင်းတဲ့ channel ကကျတော့ဒီ BBC Learning English ဆိုတဲ့ website ကိုသွားပြီးတော့မှကြည့်စီခြင်းတယ်သူ့မှာဆိုကိုကရှင်းရှင်းလင်းလင်းပဲပေါ့နော်ဒီမှာဆို topic လည်းရှိတယ် level လည်းရှိတယ်ပြီးတော့ရင် latest လည်းရှိတယ်ပေါ့နော်အဲ့တော့ကို level ကအခုမှပြန်လေ့လာမယ်သူဆိုရင်လွယ်တဲ့ဟာကိုလေ့လာမယ်ဆို easy ကိုရွှေ့ပြီးတော့မှသူနဲ့သက်ဆိုင်တဲ့ course တွေကိုသွားပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်ဒီမှာဆို course တွေကအများကြီးပဲအကုန်လုံးသွားပြီးတော့မှလေ့လာလို့ရတယ်ပြီးတော့ရင်သူ BBC Learning English ကအောက်ကိုဆွဲသွားလိုက်ရင်ဒီမှာသူတို့ရဲ့ YouTube ဆိုတာရှိတယ်သူတို့ YouTube channel မှာဆိုအများကြီးတင်ပေးထားရပေါ့နော်အဲ့တော့ကိုတနေ့ကိုဗီဒီယိုတစ်ပုတ်ကြည့်မယ်ဆိုရင်တော့မှကိုယ့်ရဲ့ English level တနေ့နဲ့ improve ဖြစ်သွားနိုင်တယ်ပေါ့နော်နောက်ထပ် page တစ်ခုကကျတော့ကျွန်တော် invit.com ပေါ့နော်ဒီဟာကိုကျွန်တော်ညွှန်းတာကလည်းအချိန်မှမနေတော့ဘူးဘာဖြစ်လို့လဲဆိုတော့သူ့မှာကကျတော့ဆရာတွေအများကြီးပဲပေါ့နော်ကျွန်တော်တို့ဒီမှာမြင်နေရတဲ့ဆရာတွေအကုန်လုံးဟုတ်တော့အဲ့ဒီကမှကိုကြိုက်တဲ့သူရှိမှသွားပြီးတော့မှကြည့်လို့ရတယ်အဲ့လိုမျိုးပေါ့နော် channel နှစ်ခုလုံးက website နှစ်ခုလုံးကလုံးဝဘာမှပြောစရာမရှိတော့အောင်ကောင်းပြီးသားပေါ့နော်အဲ့တော့အဓိကကိုလောက်ကမဲ့ဟာပထမကျွန်တော်ပြောခဲ့တဲ့အချက်တွေတိုင်းပဲတဆင့်စီလုပ်ပြီးတော့မှဒီ channel တွေမှာလာကြည့်ပြီးတော့ practice လုပ်လို့ရပါတယ်တခြားသိချင်တဲ့မိကွန်းရှင်လည်း comment မှာမှန်ခဲ့ပါ follow me for more